အားလုံးမင်္ဂလာပါကျွန်တော်တို့လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့နိုင်ငံရေးပြဿနာအရေးအမြစ်ကဘာလဲဆိုတာကိုကျွန်တော်နည်းငယ်ပြောသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံဆိုတဲ့ပြည်ထောင်စုကြီးဟာ1940ပင်လုံစာချုပ်အရာပြည်ထောင်စုမြန်မာနိုင်ငံဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်ဒီပင်လုံစာချုပ်မချုပ်ဆိုခင်မှာဆိုရင်ကချင်ကသူ့ရဲ့ကချင်နိုင်ငံနဲ့တီးခြားနေထိုင်တယ်ချင်းကလည်းသူ့ချင်းနိုင်ငံနဲ့တီးခြားနေထိုင်တယ်ဗမာကလည်းထိုနေလည်းကောင်းပဲရှမ်းကလည်းသူထိုနေလည်းကောင်းပဲရခိုင်ကလည်းထိုနေလည်းကောင်းပဲမွန်ကလည်းထိုနေလည်းကောင်းပဲကိုတီကိုနာနဲ့နေထိုင်ခဲ့ကြတယ်လူမျိုးတွေဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ဒီဖလာခေါင်းဆောင်လို့ရဲ့ဦးရှိဦးဆောင်စီယုံတွင်ခဲ့မှုကြောင့်ကျွန်တော်တို့1940ဖေဖော်ဝါရီ12ရက်နေ့ဒီမြန်မာနိုင်ငံတခုထဲမှာပိုးပေါလာခဲ့တာဖြစ်ပါတယ်ဒါကျွန်တော်တို့ရဲ့တမိုင်းပင်လုံစာချုပ်ထဲမှာကျွန်တော်တို့အတိအကပါတယ်ချုပ်ဆိုခဲ့ကြတယ်ကျွန်တော်တို့နိုင်ငံတနိုင်ငံမှာတည်ထောင်ခဲ့ပြီးဆိုရင်အချုပ်ချအာဏာကဒီတိုင်းဒါပီတိုလူတို့တိုးချစ်စီကတွေစင်းတက်လာခဲ့ပြီးပြည်ထောင်စုမြန်မာနိုင်ငံတော့မှတည်လာခဲ့တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့အားလုံးကလက်ခံခဲ့ကြတယ်ထိုလက်ခံခဲ့ကြတဲ့အတွက်ကြောင့်ပင်လုံစာချုပ်ထဲမှာဒီအချုပ်ချအာဏာပိုင်ဆိုင်မှုမှာဗမာကတကြက်ရတယ်ဆိုရင်ရှမ်းကလည်းတကြက်ရရမယ်ရှမ်းကတကြက်ရတယ်ဆိုရင်ချင်းကလည်းတကြက်ရရမယ်ချင်းကတကြက်ရတယ်ဆိုရင်ကချင်ကလည်းတကြက်ရရမယ်ကျွန်တော်တို့အားလုံးဗမာတကြက်ရှမ်းတကြက်ဆိုတဲ့တန်းတူအခွင့်အရေးကိုကျွန်တော်တို့အပိအဝရမယ်ဆိုတာကိုကျွန်တော်တို့ဂတိကဝါချုပ်ဆိုထားခဲ့ကြတယ်ဒါပေမဲ့အဲ့ဒီချုပ်ဆိုထားခဲ့တဲ့ပင်လုံစာချုပ်ကကျွန်တော်တို့ယနေ့အထိနှစ်ပေါင်း80စစ်ကြောကာလအတွင်းတခုမှဖြစ်မလာခဲ့ဘူးအဲ့ဒီဖြစ်မလာခဲ့တဲ့အတွက်ကြောင့်1940ခုဖွဲ့စည်းပုံအခြေခံဥပဒေမှာတော့လည်းကောင်း1983ဖွဲ့စည်းပုံအခြေခံဥပဒေမှာတော့လည်းကောင်း2010ဖွဲ့စည်းပုံအခြေခံဥပဒေမှာတော့လည်းကောင်းဒီပင်လုံစာချုပ်ကကျွန်တော်တို့ချုပ်ဆိုခဲ့တဲ့ဂတိကဝစာချုပ်တွေတခုမှမဖြစ်ပေါ်လာခဲ့ဘူးအဲ့ဒီမဖြစ်ပေါ်လာခဲ့တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီတောင်ရန်ဒေတာဒရင်သားတွေကပင်လုံစာချုပ်ချုပ်ဆိုပြီးတာနဲ့လော်လည်ရရှိပြီးတာနဲ့တပြိုင်နက်တည်းဒီကျွန်တော်တို့လူမျိုးကြီးဝါဒစူးကြီးကိုကျွန်တော်တို့တော်လာခဲ့ကြတာဖြစ်ပါတယ်48မှာလော်လည်ရရှိခဲ့တဲ့တပါးလေးနဲ့အင်းစင်တိုက်ပွဲဖြစ်လာခဲ့တယ်ဘာကြောင့်လဲကျွန်တော်တို့မရိုးသားတဲ့ agreement စာချုပ်တွေမရိုးသားတဲ့နိုင်ငံကြီးဂတိကဝတ်တွေချုပ်ဆိုခဲ့လို့ကြောင့်ဒီလိုမျိုးပြဿနာဖြစ်လာခဲ့တာဖြစ်ပါတယ်ဒီပြဿနာတွေကိုမဖြစ်လာအောင်ဒီပြည်ထောင်စုမြန်မာနိုင်ငံတော်ထဲမှာမဟုတ်ပူးပေါင်းခင်ကတည်းကကျွန်တော်တို့ပွင့်လင်းမြင်သာစွာနိုင်ငံရေးစီကြီးပူးပေါင်းခဲ့မှုတွေကျွန်တော်တို့ဆောင်ရွက်ခဲ့တယ်ဆိုရင်ကျွန်တော်တို့အဲ့လိုမျိုးဖြစ်လာစရာအကြောင်းတစ်ခုမှမရှိပါဘူးအခုကျွန်တော်တို့လက်ရှိမြန်မာပြည်မှာဖြစ်ပျက်နေတဲ့မြေပြန့်ဒရင်သားနဲ့တောင်တန်းဒေသဒရင်သားကြားထဲမှာဖြစ်ပျက်နေတဲ့နိုင်ငံရေးပြဿနာအရက်မြစ်ကတော့အဲ့ဒီပြည်လုံးစာချုပ်ဂတိကဝတ်အကောင်အထည်မဖော်နိုင်ကြလို့ပြဿနာဖြစ်နေကြတာဖြစ်ပါတယ်အဲ့ဒီပြဿနာကနိုင်ငံတော်ရဲ့ပြည်ထောင်စုရဲ့နိုင်ငံရေးပြဿနာအရင်အမြစ်ဖြစ်ပါတယ်ဒါကိုကျွန်တော်တို့တိကျဖို့လိုတယ်ဒုတိယမှာအခုကျွန်တော်တို့2020မှာဖြစ်ခဲ့တယ်ဒီအာလာတင်းမှုခါဒါကျွန်တော်တို့နိုင်ငံကြီး
ပြဿနာရဲ့အရင်အမြင့်လုံးဝမဟုတ်ဘူးအတိကဒီမီပြဗမာဒရင်တာဦးဆောင်ပါတီဖြစ်တဲ့ NLD ပါတီနဲ့ဒီတက်မတော်ဟောင်းတွေရဲ့စုစည်းဖွဲ့စည်းထားတဲ့ကြံ့ခိုင်ရေးကြားအထဲမှာအချင်းချင်းလွတ်တော်ထိုင်ခုံလူရက်မှုတွေကြောင့်အာနာတင်းလာခဲ့တာဒီအာနာမတင်းခင်မှာဒီကြံ့ခိုင်ရေးဖက်ကပါလေတော့ဆိုခဲ့တယ်လေလွတ်တော်စီဝေးတွေမခေါ်နဲ့ဘူးတောင်းဆိုလာခဲ့တယ်2020ရွေးကောက်ပွဲဟာရိုးသားမှုမရှိဘူးဦးလေးမြင်သားမှုမရှိဘူးမဲမတမာမှုရှိတယ်ဆိုပြီးမှဝေဖန်လာကြတယ်ဒါပေမဲ့ဒီ NLD ခေါင်းဆောင်ဖက်တကဒါတွေကိုကြရုပ်မဆိုင်ပေးတယ်ကောင်းပါပြီမှာလူကြီးဆန်ဆန်နဲ့ပညာရှင်ဆန်ဆန်နဲ့โอเคမတမာမှုမဲရှိရင်ကျွန်တော်တို့ရေကောက်ပဲပြန်လုပ်မယ်ရေကောက်ပွဲမချင်းပါနဲ့အောင်တားတယ်โอเคကျွန်တော်တို့ဘယ်ချိန်မှခေါ်ချင်တာလဲစင်ခေါ်ရမှာဒါပညာရှင်ဆန်ဆန်နဲ့စင်ခေါ်ရဒါပေမဲ့မစင်ခေါ်ခဲ့ဘူးမလုပ်ခဲ့ဘူးသူတို့ကလည်းကောင်းပါပြီမှာစီဝေးခေါ်လိုက်တယ်အစီဝေးခေါ်ပြီးမှလွတ်တော်ထဲမှာတဖာထဲနဲ့အဖမ်းခါပြီးမှအာနာတင်းပစ်လိုက်တယ်ဒီ2021မှာဖြစ်ပေါ်လာတဲ့အာဏာသိမ်းမှုကနိုင်ငံရေးပြဿနာအရေးအမြင့်မဟုတ်ဘူးအချင်းချင်းအာဏာလုရက်မှုပဲဖြစ်တဲ့အဲ့ဒီအာဏာလုရက်မှုကနေတော်လိုင်းစတင်လာခဲ့တဲ့အတွက်ကြောင့်ကျွန်တော်တို့အခု9နှစ်ရှိပြီတော်လိုင်းခရီးမရောက်သေးဘူးရှိလဲရောက်မှာမဟုတ်ဘူးအခုမင်းတော်လိုက်ကအာဏာသိမ်းကြတဲ့ကတော့ကြားကာလကောင်စီကိုဖွဲ့စည်းတဲ့အုပ်ချုပ်ရေးကိုတည်ဆောက်တယ်ပြီးတော့အနာဂတ်မှာတည်ဆောက်မဲ့သူ့ရဲ့လမ်းစဉ်ကိုလည်းရီမန်ချက်ကိုချမှတ်တယ်ရေကိုပွဲချင်းပါပြီးမြတ်စသဖြင့်ပြောလာခဲ့တယ်သူပြောခဲ့တဲ့အတိုင်း9နှစ်အတွင်းမှာတကယ်ရွေးကောက်ပွဲချင်းပါပြီးမှသူတမရဖြစ်အောင်တော့လုပ်နေတာပဲဒါသူ့ရဲ့အောင်မြင်မှုပဲအခု NLD အစိုးရကနေတဆင် CRP HNUG တို့ကဖွဲ့စည်းထားတဲ့ NUG အစိုးရတော့တကယ်ရောနိုင်ငံတကာမှာနိုင်ငံတကာရဲ့ထောက်ခံအားပေးမှုရအောင်ဆောင်ရွက်နေတာဒိုင်းရင်သားပြည်သူလူထုတရက်လုံးနဲ့ထောက်ခံအားပေးမှုရှိလာအောင်ယုံကြည်မှုရှိလာအောင်ဆောင်ရွက်နေတာဒိုင်းရင်သားအရာကိုလည်းနဲ့ကဖွဲ့စည်းအားလုံးရဲ့လက်ခံမှုရရှိနိုင်အောင်တည်ဆောက်နိုင်တာလုံးဝမတည်ဆောက်နိုင်ခဲ့ဒီနိုင်ငံတကာကနေ UN ကနေငွေရရှိဖို့အတွက်လို့ NGO ဆန်ဆန်ကဲ့သို့နိုင်ငံရေးဒေါ်လာရေးကိုရေးကွက်စေးပွဲရေးတပွဲလို့လောက်နေတဲ့ဒေါ်လာရေးကိုအတုံးချနေတာဖြစ်ပါတယ်ပြတ်သားမှုမရှိလို့ဒီစနစ်9နှစ်ကာလဘာတစ်ခုမှဖြစ်မလာခဲ့ဘူးလီလိုက်ပေါ်မှာ NGO လီအစိုးရလို့ဖြစ်ပေါ်ခဲ့တာဒါတွေကြောင့်ပဲပြတ်သားပြီးမှကျွန်တော်တို့စစ်ရေးနဲ့အနိုင်ယူဖို့အမှန်တကယ်ဆောင်ရွက်ခဲ့တယ်ပြတ်သားခဲ့တယ်ဆိုရင်9နှစ်အတွင်းမှာလုံးဝကျွန်တော်တို့ဒီစကားဆိုင်အုပ်ချုပ်မှုရတဲ့ရဲကိုပြိုလဲအောင်ကျွန်တော်တို့လုံးဝလုံးနိုင်ဘာကြောင့်မလုံးနိုင်တာလဲမပြတ်သားလို့ပဲအခုလဲမင်းတော်လိုက်ကဓမ္မနာဖြစ်လာပြီအစိုးရတင်လဲဖွဲ့စည်းလာပြီဖွဲ့စည်းလာတဲ့2025ကြားထဲမှာ26ကြားထဲမှာမြေပြန့်ပပတရင်သားအငြာသားဒေသနဲ့ NGO ရေကဖွဲ့စည်းလာတဲ့ပကဖာနဲ့ဒီဒေါ်လာရေးလက်နဲ့ကချင်းချင်းကြားထဲမှာပရိပခါတွေဖြစ်နေကြပြီသူဆွမှုတွေဖြစ်နေကြပြီဦးနေဝဲအာနာတင်ခဲတော့ကရောင်စုံတပုံလိုအကုန်ဖိကုန်ကြမလားတော့ကျွန်တော်တွေးမိလိုက်တယ်ဒါကြောင့်ဒီဒေါ်လာကအခုနောက်ဆုံးကြိုင်ငင်းချိုင်းရဲ့စီဝေးတွေခေါ်လာမယ်ခေါ်လာပြီးမှဒီအစိုးရကနေတဆင့်ငင်းချိုင်းခေါ်လာတဲ့အချိန်မှာလက်ရှိမြန်မာပြည်မှာရှိနေကြတဲ့တော်လိုင်းလက်နက်ကိုက်တွေကတဖွဲ့ချင်းစီတို့ချင်းကပ်ပြီးမှငင်းချိုင်းဆွေးနွေးဖို့ခေါ်လာကြတော့မှာအဲ့ဒီခေါ်လာတဲ့အချိန်မှာတဖွဲ့ကတော့စကားစားနဲ့ဆွေးနွေးကြမှာပြီးတော့တဖွဲ့ကတော့ဒီစကားစားနဲ့ဆွေးနွေးမလုပ်ပဲငင်းချိုင်းလည်းမထိုးပဲဒီတိုင်းတော်လိုင်းကိုစစ်ရေးနဲ့အနိုင်ရောတွားကြမှာအဲ့ဒီချင်းကြရင်ကျွန်တော်တို့ဒီ2030နဲ့
20ကြားတဲ့ကဖြစ်ရှင်လို့ကျွန်တော်တို့စကားစနဲ့ပူပေါင်းတဲ့သူကပူပေါင်းဆွေးနွေးတဲ့သူကဆွေးနွေးမဆွေးနွေးတဲ့သူကချအဲ့လိုနဲ့ BNC ကဲ့သို့ကျွန်တော်တို့လက်ရှိအခြေအနေကဖြစ်ပေါ်လာမှာဖြစ်ပါတယ်အဲ့ဒီအချိန်ကျရင်ကျွန်တော်တို့တော်လာရေးကအဆုံးသတ်တော့မှာဖြစ်မှာအဲ့လိုနဲ့ပဲနောက်ဆုံးကျရင်ဗမာအချင်းချင်းကတော့ KSS သူတို့ရဲ့လုတ်ခဲ့တယ်လို့စပွဲပေါ်မှာအဆုံးသတ်ကြမှာဖြစ်ပါတယ်အခုကျွန်တော်တို့အဲ့ဒီချိန်ကျရင်ဒေါ်လာတိုင်းသားလက်နဲ့ကြိုက်တွေကကိုယ့်ရဲ့ဒီနိုင်ငံကြီးပြည်ထနာအရင်အမြင့်ဖြစ်တဲ့ပင်လုံကတိကဝတ်တဲ့ကအမျိုးသားတန်းတူခွင့်ရကိုပဲပြတ်ထားကွာပြအဝမရမချင်းကတော့ကျွန်တော်တို့ဒီတိုင်းစပေါ်လာနေကြမှာဖြစ်ပါတယ်ပြီးတော့ပြည်နယ်လိုက်တီတာအလိုက်မျိုးနွယ်စုအလိုက်တွေကတော့ကိုယ့်ရဲ့တီတာအလိုက်ကိုကျွတ်တော့ကိုပဲစီဒန်တင်ပေးမှာဒေါ်လာရဲ့ကိုအဲ့လိုနဲ့ပဲအဆုံးတတ်ကြမှာဖြစ်ပါတယ်နောက်ဆုံးကျွန်တော်တို့2020 21ယူဒေါ်လာရင်ကဒေါန်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်ကိုအသုံးချပေးမှာလှုပ်လာတော့မှာဖြစ်ပါတယ်အဲ့ဒီလှုပ်လာတဲ့အချိန်မှာဒေါ်လာရင်ကတဖြည်းဖြည်းအဆင့်ရော့သွားတော့မှာဖြစ်ပါတယ်ရော့သွားတဲ့အချိန်မှာဒီ2020ယူဒေါ်လာရင်ကတဖြည်းဖြည်းအဆုံးတက်ပြီးမှကျွန်တော်တို့ရဲ့နိုင်ငံရေးပြဿနာအရင်အမြင့်ဖြစ်တဲ့ပင်လုံကတိကဝတ်နဲ့ပဲအဆုံးသတ်ကြမှာဖြစ်ပါတယ်နောက်ဆုံးကျွန်တော်တို့ရဲ့လက်ရှိနိုင်ငံရေးကတော့စစ်ရေးနဲ့အနိုင်ယူဖို့ဆိုတာလုံးဝမဖြစ်နိုင်တော့ဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံအတွင်းမှာရှိကြတဲ့လက်နက်ကိုင်တော်လိုင်းအားလုံးကပြက်ပြက်သားသားနဲ့စိုးစည်းနိုင်မှုမရှိဘူးမဟာမိတ်တပ်ပေါင်းစုဖွဲ့စည်းနိုင်ခြင်းလည်းမရှိဘူးဒါကြောင့်ကျွန်တော်တို့ဒီလိုနဲ့ပဲဆုံးသက်သွားမှာဖြစ်ပါတယ်ဒါပေမဲ့လက်ရှိမြန်မာနိုင်ငံမှာရှိကြတဲ့တော်လိုင်းလက်နက်ကိုင်အားလုံးမဟာမိတ်စုစည်းဖွဲ့စည်းပြီးမှဖရယ်တမတော်ကြီးတစ်ခုတီဆောက်ပြီးမှစကားစားကိုစစ်ရေးနဲ့အနိုင်ယူဖို့တပြိုင်နက်တည်းစစ်ရေးမျက်နှာတွေဖွင့်ပြီးမှတိုက်ခိုက်နိုင်ခဲ့တဲ့ဆိုရင်တော့ဒီစစ်ရေးနဲ့ကျွန်တော်တို့အနိုင်ယူကောင်းယူပါလိမ့်မယ်ဒါကျွန်တော်ရဲ့အမြင်ဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့မြန်မာပြည်သူလူထုကပဲဘိုးသားတဲ့နိုင်ငံရေးခေါင်းဆောင်တွေရဲ့ကြားခံဖြစ်စီလို့အတုံးပြုတ်ခံနေရတဲ့ပြည်သူလူထုတွေပဲဖြစ်ပါတယ်နောက်ဆုံးချိန်တိုက်ပြည်ပဲနေနာတယ်ပြည်သူလူထုပဲနေနာတယ်ဆိုတာကိုကျွန်တော်အနည်းငယ်ဒီနေ့မှာပြောချင်ပါတယ်အားလုံးကြည့်ဦးတင်ပါတယ်